တနင်္လာရီတိုင်းဒေသကြီးမှာ2010တုန်းကတငယ်ချင်း2ယောက်ကကြုံတွေ့ခဲ့ရတဲ့တရေချောင်းနဲ့ပတ်သက်ပြီးတော့ရုပ်ရှင်ကတကားတောင်ရိုက်ကူးလို့ရတယ်ဗျာအဲ့လောက်အထိကိုစိတ်ဝင်စားဖို့ကောင်းတာအဲ့ဒီအကြောင်းကြောင့်တင်ဆက်ပေးမယ်တင်ဆက်သူကတော့ Milky Vision 2010တုန်းကတနင်္လာရီတိုင်းဒေသမှာရှိတဲ့ကြေးရွာတစ်ခုမှာလင်းပိုင်နဲ့စမ်းမြင့်ဆိုတဲ့တငယ်ချင်း2ယောက်ကနေပြီးတော့မှအတူတူအလုပ်လုပ်စားနေကြတယ်သူတို့2ယောက်ကဘာလုပ်တာလဲမေးရဲဆိုရင်သူတို့ကရွာထဲမှာပဲနေတာဒါပေမဲ့သူတို့ရဲ့စီးပွားရေးကမြို့ပေါ်မှာရှိတဲ့ဈေးထဲမှာပဲဖြစ်တယ်ဈေးထဲမှာသူတို့ကဘာလုပ်စားလဲမေးရဲဆိုရင်အသီးနှံတွေကိုသူတို့ကပုတ်ပြက်နဲ့ရောင်းဝယ်ရေးလုပ်တာပြောမယ်ဆိုရင်အခုစိုက်ပျိုးရေးလုပ်တဲ့သူတွေကသူတို့စီမှာလာပြီးတော့အသီးနှံတွေကိုပုတ်ပြက်နဲ့ရောင်းလိုက်တယ်သူတို့ကလည်းပုတ်ပြက်နဲ့ဝယ်လိုက်တယ်ဒီတတော့ကဘလောက်ဆိုပြီးဝယ်ပြီးတော့သူတို့ကစိုင်းသမားတွေကိုပြန်ပြီးတင်သွင်းတာပဲဖြစ်တယ်သူတို့လိုချင်တဲ့ဈေးတစ်ခုပြောပြီးတင်သွင်းတာဒီဘက်ကဝယ်တယ်ဒီမှာသူကပြန်ရောင်းတယ်ဆိုတော့အဲ့လိုမျိုးဆိုတော့အဲ့ဒီစီးပွားရေးသူတို့နှစ်ယောက်ကလုံနေတယ်သူစီမှာသူအသီးနှံလိုရတယ်ဆိုလဲဒီစမ်းမြင့်ကနေပြီးတော့လင်းပိုင်ရောပြန်ကူညီတယ်စမ်းမြင့်ကပြန်ပြီးတော့အသီးနှံနဲ့လိုအပ်နေတယ်ဒီဘက်မှာမလုံလောက်ဘူးပြန်ပေးဖို့အတွက်ဆိုပြီးတော့ဒီဘက်ကလင်းပိုင်ရလည်းပြန်ပြီးကူညီတယ်ဒါသူနှစ်ယောက်ရဲ့တငယ်ချင်းနဲ့ကြားထဲမှာရှိတဲ့စီးပွားရေးအတူတူလုပ်ပေးမယ်အကန့်တစ်ခုခွဲတာပေါ့ဆိုတော့သူတို့နှစ်ယောက်ကနေပြီးတော့မှဒီလိုမျိုးမနက်ဘက်ဆိုရင်ဈေးကိုလာတယ်ဈေးထဲမှာအသီးနှံပုတ်ပြက်နဲ့ရောင်းဝယ်လုပ်တယ်ပြီးရင်ညနေဆောင်ဆိုရင်သူတို့ကနည်းနည်းလေးတောက်တတ်တဲ့အချင်းရှိတယ်အဲ့လိုမျိုးတောက်တတ်တဲ့အချင်းရှိတဲ့အခါကျတော့သူတို့ကနေပြီးတော့မှအမြဲတမ်းညနေအလုပ်ပြီးပြီဆိုတာနဲ့စိုင်းထိုင်တယ်ဘီယာဆန်ထိုင်တယ်ထိုင်ပြီးတာနဲ့သူတို့ကပြီးမှသူတို့နဲ့ဆိုင်ကဲအတူတူ2ယောက်ဆိုင်ကဲတစည်းပဲစီးတာဗျ2ယောက်လောက်ဆိုင်ကဲတစည်းကိုပဲစီးပြီးတော့အသွားလာလုပ်တာဆိုတော့သူတို့ဆိုင်ကဲနဲ့သူတို့ကပြီးမှရွာထဲကိုပြန်တယ်ဒီလိုနဲ့ပဲဘလို့ရောက်လာလဲဆိုတော့ဆဲလာပိုက်သတင်းကျွတ်ကိုရောက်လာတယ်သတင်းကျွတ်ရောက်လာတဲ့ခါကျတော့တချို့သောဆိုင်တွေမှာရှိတဲ့အလုပ်သမားတွေကရွာကိုပြန်လေးရှိတယ်ဗျအဲ့လိုနဲ့ပဲအဲ့ဒီမြို့မှာရှိတဲ့အဲ့ဒီဘီယာဆိုင်မှာလုံနေတဲ့ကောင်လေးတွေကသတင်းကျွတ်ဆိုပြီးတော့ရွာကိုပြန်သွားတယ်ဒီတငယ်ချင်းတွေကလည်းသူတို့သတင်းကျွတ်တဲ့ဆိုပြီးတော့မှဈေးကအရိုက်ချောင်းကောင်းတယ်ဗျပြောလို့ဆိုသတင်းကျွတ်မှာတချို့သောရွာတွေမှာတချို့သောအိမ်တွေမှာစားတောက်တဲ့အချက်ပြုတ်တွေကအများကြီးလုပ်တယ်အဲ့လိုခါကျတော့သူတို့အသီးနှံတွေကအရန်ချောင်းသွားတယ်အဲ့လိုရောင်းရတဲ့အခြေအနေမျိုးမှာသူတို့ကလည်းပုံမှန်တိုင်းပဲမနက်ဘက်ကိုတွဲရောင်းနေပြန်လာတယ်အဲ့လိုမျိုးတွဲရောင်းပြီးတော့ဒီနေ့သူတို့ကြတော့တောက်ဖို့အတွက်သူတို့မှနေရာမရှိတော့ဘာလို့နေရာမရှိလဲမေးဆိုရင်သူတို့တောက်နေကြဘီယာဆိုင်မှာပစ္စည်းကိုရောင်းပြီးတယ်ဘီယာအရက်ကိုရောင်းပေးတယ်ဒါမဲ့ဆိုင်မှာထိုင်လို့မရဘူးစပွဲတို့ကောင်လေးမရှိတော့လို့ကောင်လေးတွေကသတင်းကျွတ်ဆိုတော့ရွာပြန်သွားတယ်ဆိုတော့ဒီအချက်ကြောင့်သူတို့ကတောက်ဖို့အတွက်ဆိုပြီးသူတို့ကအရက်ဝယ်လိုက်တယ်အရက်ဝယ်ပြီးတော့မှဒီလင်းပိုင်ရဲ့ဦးလေးတယောက်ရဲ့လေကွက်တစ်ခုရှိတယ်အဲဒီလေကွက်မှာငါတို့နှစ်ကောင်သွားပြီးတော့တောက်မယ်သတင်းကျွတ်လည်းဖြစ်တယ်ငါတို့ ACM မှာသွားပြီးတော့အနာယူကြမယ်အဲ့လိုမျိုးဆိုပြီးတော့အကြံတစ်ခုဖြစ်လာတယ်ဗျာဒီလိုနဲ့ပဲသူတို့ကတောက်ဖို့အရက်တွေပါဝယ်တယ်မီးဖို့အတွက်အသားတွေပါဝယ်လိုက်တယ်အကြော်လော်တွေပါဝယ်ပြီးတော့သူတို့ကသူ့ဒီလင်းပိုင်ရဲ့ဦးလေးပိုင်နဲ့လေကွက်ကိုသွားတယ်အဲ့လေကွက်သွားပြီးအဲ့လေကွက်ထဲမှာပဲသူတို့ကမီးပိုလေးဖို့ပြီးတော့မှသူတို့မီးခင်စားဖို့အတွက်ဆိုပြီးမီးပိုလေးဖို့တယ်ပြီးတော့သူတို့ AC တောက်ပြီးတော့အနားယူနေတယ်အနားယူနေဆိုတာကအဲ့နေရာမှာအိတ်နေတာမဟုတ်ဘူးလေကွက်ကလုံးဝကွင်းပြေးအဲ့နားမှာသူတို့ထိုင်ဖို့အတွက်နေရာနည်းနည်းလေးရှင်းပြီးထိုင်ပြီးတော့စားတောက်နေတာပေါ့ဖနက်ကိုအောက်မှာခုထိုင်ပြီးတော့မီးပုံလေးနဲ့လုံးဝဒီဂျာတီဥဒုအဲ့နေရာလဲလာပြေးနေဖြစ်တယ်လာပြေးနေဖြစ်တဲ့အခါကျတော့လာကလည်းလုံးဝတာတယ်သူတို့ဒီလိုမျိုး AC နေဖို့အတွက်လုံးဝအခြေအနေကအယောင်ကောင်းနေတယ်အဲ့လိုမျိုးအခြေအနေမျိုးတစ်ခုမှာသူတို့ AC ပဲပုံမှန်လိုပဲအဲ့ဒီမှာစားတောက်နေအရက်လည်းတောက်နေတယ်မီးလည်းမီးနေတယ်အဲ့လိုနဲ့သူတို့နှစ်ယောက်ရဲ့အနောက်ကနေပြီးဟဲအောင်နေဆိုပြီးတော့တယောက်အလန့်អော်တယ်ပထမတော့သူတို့မူးနေတာပေါ့မူးနေတဲ့ခါကျတော့တယောက်ဘသူအရင်ကြားလဲမိတယ်ဆိုရင်စမ်းမြစ်ကအရင်ကြားတာစမ်းမြစ်ကအရင်တော့လင်းပိုင်ကြီးမှာပြောတယ်ဟဲအောင်ခေါ်နေသလိုပဲဆိုပြီးတော့ပြောတဲ့ခါကျတော့မဟုတ်ပါဘူးကွာမင်းမူးနေပြီးအင်တာနက်တွေ short တောင်အောင်ရွာကိုပြန်အောင်မယ်ဆိုပြီးပြောတယ်သူတို့ရဲ့ဒီလင်းပိုင်ရဲ့ဦးလေးရဲ့လက်ကွက်ကရွာရဲ့အစွန်းနာမှာပဲရွာထဲရောက်တယ်ဗျာဒါပေမဲ့ရွာရဲ့အစွန်းနာမှာသူတို့အိမ်ကိုပြန်သွားဖို့အတွက်နေရာကြံသေးတယ်နည်းနည်းခရီးနည်းနည်းကြံသေးတယ်အဲ့လိုမျိုးအခြေအနေမျိုးတစ်ခုမှာဒီလိုမျိုးလေကွင်းထဲမှာကိုကလည်းအဲ့လိုမျိုးထိုင်ပြီးတော့ကိုယ်တငယ်ချင်းနဲ့ရှိနေတဲ့အချိန်မှာဟေးအောင်ဆိုပြီးနောက်ပါခေါ်ရင်ဘယ်လိုနေမလဲစမ်းမြစ်ကအဲ့လိုခံစားလိုက်ရတယ်အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့ဒီစမ်းမြစ်ကတိတ်ပြီးတော့နေရထိုင်ရတာမတက်တာတော့ဘူးဗျာသူမူးနေတယ်ဒါပေမဲ့သူမူးနေပြီးမဲ့လေအဲ့လိုမျိုးခေါ်တဲ့အတန်ကိုသူကောင်းကောင်းချလိုက်ရတယ်တငယ်ချင်းကိုပြောတော့တငယ်ချင်းလင်းပိုင်ရလဲတောင်းမယုံဘူးဆိုတော့ပြထားပါတော့ဆိုပြီးသူတို့ကနေပြီးတော့မှ
ပ်ပြီးတော့တောက်စားနေတော့မယ်အေးစီသူတို့လောက်ကြည့်လိုက်စကားလေးပြောလိုက်စီးပွားရေးအကြောင်းပြောလိုက်သူတို့တီးနိုင်ရောင်းဝယ်ရေးအကြောင်းဈေးထဲမှာပါလေဘလို့ဖြစ်ခဲ့တဲ့ဆိုတဲ့အကြောင်းသူတို့ပြောနေလိုက်ဒီလိုပဲသွားနေနေလင်းပိုင်ရနေပြီးတော့မှဘာဖြစ်လဲဆိုတော့အပေါ့သွားကြလာတယ်အပေါ့သွားခြင်းလာတော့လေကွင်းရဲ့ထောက်နာလေးကိုသွားတယ်လေကွင်းဆိုရင်လည်းလေကွင်းကိုခြံခတ်ထားတာနော်ခြံခတ်ထားတယ်အဲ့လေကွင်းရဲ့ထောက်နာလေးကိုအပေါ့သွားခြင်းလို့ဆိုပြီးတော့လင်းပိုင်ရသွားတယ်အဲ့လိုမျိုးအပေါ့သွားတဲ့အချိန်မှာစမ်းမြင့်ရဲ့နားထဲမှာလင်းပိုင်ရဲ့ခြေတံတစ်ခုပဲကြားမှာဒါပေမဲ့သူ့နားထဲမှာခြေတံနှစ်ခုကြားနေရတယ်ခြေလေးချောင်းလမ်းလျှောက်နေတဲ့ပုံစံကြားနေရတယ်ဒီဟာကို तू ကမူးနေပါတယ်ငါမူးနေတယ်ဆိုပြီးတော့ तू ကအဲ့လိုမျိုးအေးစေးလွတ်လိုက်တယ် तू ကြားတဲ့အရာကို तू ကလစ်လူရှူလိုက်တယ်ဟာတငယ်ချင်းတွားပါစီတွားပြီးပြန်လာမှပြောမယ်ဆိုပြီးထားလိုက်တာဆိုတော့အပေါ့တွားတဲ့တငယ်ချင်းကဘာလို့ဒီလောက်တော့ကြားတာလဲဆိုပြီးတော့ဒီစမ်းမြေဆိုတဲ့ဒီ तू ကနေပြီးတော့မှထပြီးတွားကြည့်တယ်တွားကြည့်တော့ तू ကဟိုမှာမိပြီးလဲနေတာအဲ့လိုမိလဲနေတဲ့အချိန်မှာပဲ तू ကနေပြီးတော့လုံးဝလန့်ပြန်ပြီးတော့ဗျာဟိုဘု து ခေါ်လို့ခေါ်မှမသိတော့အိုင်နာပတ်ဝန်းကျင်တွေမှာလည်းအိမ်လေးကအရန်ချတယ်ဆိုတော့သူတို့ဒီအရက်တောက်ဖို့ယူလာတဲ့ဒီရေနဲ့ပဲသူကသူ့တငယ်ချင်းကိုရေနဲ့ဖြန်းပြီးနိုးလိုက်တယ်ပထမတော့ဗျာဟိုလုံးဝမနိုးဘူးဒါပေမဲ့ရေလုံးဝဖြန်းပြီးလောင်းလိုက်တဲ့အခါကျတော့နည်းဒီဟိုမျက်လုံးနဲ့ပွင့်လာတယ်ပွင့်လာပြီးတော့မှသူဘာဖြစ်သွားလဲဆိုတော့ဟိုသူကိုယ်တိုင်လည်းမသိဆိုတော့ဒီသူတို့နှစ်ယောက်လုံးကကောင်းပြီအားဆိုလေမင်းလည်းအရင်မူးနေပြီမင်းအခုလဲဝတာမူးလို့လဲရလားဘာကြောင့်လဲတာလဲ तू လင်းပိုင်လည်းမသိဘူးလင်းပိုင်ကိုယ်တိုင်က तू ဘာကြောင့်လဲသွားလဲဆိုတာလည်းမသိဘူးစမ်းမြစ်ကလည်းလင်းပိုင်ဘာလို့ပြုတ်ကျနေလဲအရင်မူးနေပဲထင်တယ်ကပြောမှဆိုရင်တောက်ထားတဲ့အချိန်နဲ့ဆိုမူးနေပဲထင်တယ်အဲ့နာမှာသူတို့လာတဲ့အချိန်နဲ့ဆိုတော့အရင်လည်းနောက်ကျနေပြီသူတို့ကအဲ့နာမှာရှိတဲ့အရာတွေအကုန်လုံးရှင်းလိုက်တယ် तू တောက်ထားတဲ့စားသားတဲ့အရာတွေအကုန်လုံးရှင်းလိုက်တယ်ဘာလို့လဲဆိုတော့ပြောမှဆိုရင်ဗျာလေကွင်းတစ်ခုထဲမှာလာအစားတောက်တယ်အရက်တီးတောက်တယ်ဆိုရင်လူကြီးတောက်အောင်များမကြိုက်ကြအောင်ဆိုတော့အဲ့ဒါတို့ကမှရှင်းပြရတယ်ဒီလင်းပိုင်နဲ့လင်းပိုင်ကပထမဆိုင်ကမောင်းလာတာဆိုင်ကမောင်းလာတော့အခုကလင်းပိုင်ကမေ့လဲနေတယ်မေ့လဲတဲ့အချိန်ရလည်းရှိတယ်အရန်လည်းမူးနေအထင်ပြီးတော့မှစမ်းမြစ်ကနေပြီးတော့ဆိုင်ကမောင်းပြီးတော့တို့ရွာတဲ့ကိုကိုစီတယောက်တိုင်စီပြန်သွားတယ်ခါတိုင်းအလုတ်မနက်ကိုဈေးထဲသွားတယ်ဆိုရင်စမ်းမြစ်နဲ့လင်းပိုင်နဲ့အတူတူသွားတာနောက်နေ့မနေ့လည်းကြောက်ဘလို့ဖြစ်လဲဆိုတော့လင်းပိုင်ကမလာနိုင်ဘူးလင်းပိုင်မလာနိုင်တော့စမ်းမြစ်ကကြတော့သူ့မှာဆိုင်ကမရှိဘူးလင်းပိုင်ရဲ့ဆိုင်ကနဲ့သွားတာဈေးထဲကိုအတူတူသွားတာလင်းပိုင်မလာတဲ့အခါကျတော့စမ်းမြေကနေပြီးတော့မှသွားပြီးတော့လင်းပိုင်အိမ်မှာသွားကြည့်တော့ तू ကလုံးဝဖျားနေတယ်အဖျားအရန်ကြည့်ပြီးအဲ့ရလဲနေတယ်သူ့အဖေမေကလည်းပြောလိုက်တယ်အေးတာကြီးဒီနေ့ကတော့ဟိုလင်းပိုင်ဈေးရမလိုက်တော့ဘူးဟိုတာလိုရတဲ့ဆိုရင်ဆိုင်ကယူအားလိုက်အဲ့လိုဆိုပြီးတော့ तू ကနေပြီးတော့လဲလင်းပိုင်ကိုသွားကြည့်ပြီးတော့ဖျားနေဆိုတော့လည်းโอเคအဲ့ဆိုလေငါဈေးထဲသွားတော့မယ်ငါဆိုင်ကခဏယူအားလိုက်မယ်ဆိုပြီးဆိုင်ကယူပြီးသွားလိုက်တယ်လင်းပိုင်ရဲ့အဖျားကလုံးဝမကြောက်အဖျားဒီလိုနဲ့မကြပဲဖြစ်နေတဲ့အချိန်မှာပဲသူတို့ကအဆေးကန်းနဲ့ပြတယ်ဆေးလက်တောက်တယ်ဆေးလက်ထိုးတယ်အဖျားလုံးဝမကြောက်ဒီလိုမျိုးအခြေအနေမျိုးမှာလင်းပိုင်ရတရက်ညပတ်ကြီးဘလို့ထပြီးဖြစ်လဲဆိုတော့လင်းပိုင်အိမ်ရလူလည်းတော်တော်လေးအံ့ဩပါတယ်ဗျာအဲ့ဒီအံ့ဩစေတဲ့အရာကဘလို့ထဖြစ်လဲဆိုတော့တရက်ညတကောင်ကြော်ကြီးသူကထပြီးတော့အိမ်မှာရှိတဲ့ထမင်းတွေကိုမတရားထိပ်ပြီးတော့တင်းကျုံပြီးစားနေတယ်ပြောမယ်ဆိုရင်10ရက်လောက်လူတယောက်ဘိုက်မစားပဲနေရဆိုရင်ဘလို့နေမလဲအဲ့လိုမျိုးပုံစံမျိုးကြီးတော်တော်လေးကိုမှဘိုက်စားလောင်နေပြီးတော့အများကြီးထည့်ပြီးတော့စားနေတာကိုသူ့အမေကတွေ့သွားတယ်လင်းပိုင်ရဲ့အမေကတွေ့သွားတယ်အဲ့လိုတွေ့တဲ့အခါကျတော့သူ့ယောက်ျားလည်းခေါ်ပြီးတော့ဒီလင်းပိုင်ကိုမေးရပါတော့ဒါဘိုက်စားလို့လားဘာဖြစ်လို့လဲအမေစီပြောအမေထည့်အိမ်မှာဆိုပြီးပြောတဲ့အခါကျတော့သူတို့နှစ်ယောက်လုံးတွန်းထုတ်ပြီးတော့ငါဘိုက်ရမ်းစားနေတာငါထမင်းစားမယ်ဆိုပြီးအဲ့လိုပြောပြီးထပ်စားလိုက်တယ်ပုံမှန်အားဖြင့်သူ့အဖေမေတော့ယုံသေးတယ်ဒါပေမဲ့ငါဘိုက်ရမ်းစားနေရဆိုပြီးပြောလိုက်တဲ့ခါကျတော့တပါဖြစ်တာလေဒီကလေးကမရိုင်းတတ်ပါဘူးဘာလို့အခုနေနဲ့ကလည်းပြောနေရလဲမွေးတယ်မိပါတယ်ဆိုပြီးသူ့မိဘတွေတွေ့ဝေသွားတယ်ဟောထားပါတော့သူနေမကောင်းတဲ့အချိန်နဲ့သူဘိုက်စားတဲ့အချိန်နဲ့သူအဲ့လိုမျိုးစကားပြောထွက်သွားတာနေမှာပဲဆိုပြီးလွတ်လိုက်တယ်ထစားပြီးတော့သူပြန်သွားအိတ်လိုက်တယ်လင်းပိုင်ရဒါပေမဲ့မနှက်လဲကြောက်သူညထမင်းထစားတယ်ဒါသူအဖျားတက်တာလို့ဖြစ်မယ်ဆိုပြီးထင်နေတာမနှက်လဲကြောက်အဲ့ဒီအဖျားကအဲ့ဒီအဖျားအတိုင်းပဲသူအဖျားလုံးဝမကြောက်လင်းပိုင်အဖျားလုံးဝမကြပဲနဲ့သူ့ဖေမေကလည်းအံ့ဩနေတယ်ဟာဒီကောင်လေးကတပတ်လောက်ရှိနေပြီဘာလို့ဒီလိုမျိုးဖြစ်နေရတာလဲမပြီးတော့သူ့ရဲ့အဖျားကပြောမယ်ဆိုရင်လုံးဝမကြတော့ဘူးဘာလို့ဒီလိုစတိုက်ဖျားနေရလဲဒီလိုဖြစ်တာများလာပြီဆိုရင်လူထိသွားမယ်လူလုံးဝဂျုံကြွားမယ်လူကပိန်ပြီးတော့တကယ်ပဲအဲ့သူကတော်တော်ပိန်နေပြီ
ဒီလိုပဲနေ့တိုင်းညဘက်ကိုသူထထပြီးထမင်းစားတယ်သူ့အဖေမေကလည်းအဲ့ဒီလင်းပိုင်ကိုကြည့်ပြီးတော့စားပါလေဆိုပြီးလွတ်ပေးလိုက်တာထမင်းစားတယ်သူပြန်အိတ်တယ်မနှက်ကြည့်ရင်ဖျားနေတယ်တိတ်ရလဲကြောက်ဘယ်လိုဖြစ်လဲဆိုတော့သူ့အမေကအပေါ့သွားဘူးဆိုပြီးထားကြည့်လိုက်တဲ့အခါကျတော့လင်းပိုင်ကထမင်းစားကန်းနဲ့မှလည်းမရှိဘူးမိဖို့ကြောင့်မှလည်းမရှိဘူးအိမ်ထဲမှာအောင်မရှိတော့တာဘေးသွားလဲမေးတယ်ဆိုရင်လင်းပိုင်ရဲ့ဦးလေးရှိတယ်ကျွန်တော်ကပြောခဲ့တယ်လင်းပိုင်ရဲ့ဦးလေးရဲ့လက်ကွက်တော့ပိုင်တယ်ဆိုပြီးတော့အဲ့ဒီဦးလေးကိုသွားတယ်သွားပြီးတော့သူတကားခောက်တယ်တကားခောက်တဲ့အခါကျတော့တကားဖွင့်တာနဲ့အဲ့ဒီသူ့ဦးလေးရဲ့အမျိုးသမီးဖြစ်တဲ့သူ့ရဲ့အတော်ပေါ့နော်အဲ့သူ့တော်တကားဖွင့်လိုက်တာနဲ့သူ့ဦးလေးစီကိုတန်းသွားပြီးတော့လေပင်သွားညစ်တယ်ဘာအကြောင်းပြချက်မှမရှိဘဲနဲ့လေပင်သွားညစ်တာပလိန်လေပင်သွားညစ်တာလေပင်သွားညစ်ပြီးတော့မင်းငါနေရကိုမင်းအုပ်ဆိုးရတယ်မလားလိန်လေပြီးမင်းအုပ်ဆိုးသွားတယ်မလားဆိုပြီးတော့ဒေါသပုံထပြီးတော့လေပင်အရမ်းညစ်နေတာအဲ့ဒီချိန်မှာပဲဒီလင်းပိုင်ရဲ့အတော်ဖြစ်သူကပတ်ဝန်းကျင်နဲ့အော်ခေါ်ပြီးတော့အဲ့ဒီချိန်မှာလူတွေအများကြီးအုံလာတယ်ဒီတရင်ကတဖြည်းဖြည်းနဲ့စမ်းမြင့်အိမ်လည်းရောက်သွားတယ်စမ်းမြင့်ကလည်းသူ့တငယ်ချင်းလူဖြစ်နေဆိုတာသိပြီးတော့သူ့ရဲ့ဦးလေးအိမ်လင်းပိုင်ရဲ့ဦးလေးအိမ်ကိုရောက်လာတယ်အဲ့လိုကောက်ရောက်လာခါကျတော့အဲ့မှာသူ့ကို3-4ယောက်သူ့ဝိုင်းချုပ်ပြီးတော့ကျိုးနဲ့ချီပြီးထိုင်ခိုင်းတာတော့တွေ့လိုက်ရတယ်အဲ့ဒီချိန်မှာရွာသားတွေကနည်းနည်းရိမ့်မိသွားတယ်ဗျာသူကလင်းပိုင်ဆိုတဲ့ကောင်းလေးမဟုတ်တော့ဘူးဒါပုံမှန်မဟုတ်တော့ဒါပုံမှန်အခြေအနေဖြည့်ရှင်းလို့ရမယ့်အရာမဟုတ်တော့ဘူးဆိုပြီးတော့မှသိသွားတယ်တီးတဲ့ခါကျတော့အဲ့မှာရှိတဲ့အဘတယောက်ပေါ့နော်ရေရဲရှိတဲ့သူတယောက်နေပြီးတော့မှမေးတယ်မင်းဘယ်သူလဲဘာလို့ဒီလူငယ်ရဲ့ခန္ဓာကိုယ်တွေဝင်စီးနေရလဲဆိုရင်မေးတဲ့ခါကျတော့ငါကရွာရဲ့တောင်ဆုံးမှာရှိတဲ့လေကွက်ပိုင်ရှင်ဖုံးငွေဆိုပြီးတော့အကျိတ်အထပြောတယ်အဲ့လိုပြောတဲ့ခါကျတော့အကုန်လုံးကကြောက်ရတယ်အော်လွန်ခဲ့တဲ့တလအရင်တော့တည်သွားတယ်ဖိုးဥဖိုးငွေလားအဘာကြီးဖိုးငွေလားဆိုပြီးတော့မှအချိန်တည်းမှာလူတွေကတည်ရတယ်ဘာလို့အခုဒီလူငယ်ရဲ့ဒီလင်းပိုင်ဆိုတဲ့လူငယ်ရဲ့ခန္ဓာကိုယ်တွေဝင်ပူးနေရတာလဲဆိုပြီးမေးတဲ့ခါကျတော့အဲ့ဒီအချိန်မှာလင်းပိုင်ဦးလေးလုံးဝ420လောက်ထားတဲ့အလုပ်ရက်တစ်ခုကိုတိလိုက်ရတယ်ဗျအဲ့ဒါဘာလဲမေးတယ်ဆိုရင်ဒီဖိုးငွေဆိုတဲ့ဥဖိုးငွေဆိုတဲ့ဒီအဘကြီးကမိသားစုမရှိဘူးသူ့လေမြေထဲမှာသူကတယောက်တည်းနေနေတာပဲဖြစ်တယ်သူ့အတွက်ဆိုပြီးတော့မှသူ့ခင်မင်းတဲ့သူတွေကသူ့လာပြီးတော့ထမင်းစားတော့ပေးမယ်သူဈေးထဲမှာကူလီလို့လုပ်တယ်ဒီလိုနဲ့မှသူ့ဘွားသွားနေတယ်တရက်သူကျမ်းမာရင်မကောင်းပဲနဲ့သူ့ကိုစောက်ရှောက်ဖို့အတွက်ဆိုပြီးသူမှမရှိတဲ့ခါကျတော့သူကလုံးဝဆုံးသွားတယ်သူ့လေမြေမှာတွေဆုံးသွားတယ်အဲ့လိုလေမြေမှာဆုံးသွားတဲ့ခါကျတော့ဒီလင်းပိုင်ရဲ့ဦးလေးဖြစ်သူကအဲ့ဒီနေရာကိုအဲ့ဒီလေမြေကိုသူပိုင်ပါတယ်ဆိုပြီးတော့စာရွက်စာတမ်းအတုနဲ့ဒီဥဖိုးငွေရသူမသေးခင်သူ့ရဲ့ဒီစေဘူဝါကအတွက်သူစီမှာရောင်းလိုက်တယ်ရောင်းပြီးတော့သူကျမ်းမာရင်မကောင်းလို့ဆိုပြီးကျွန်တော်မပြောင်းခိုင်းတာဆိုပြီးတော့မှအဲ့ဒီနေရာကိုသူကစာရွက်စာတမ်းအတုနဲ့သိမ့်ပယ်ပလိုက်တယ်အဲ့လိုသိမ့်ပယ်တဲ့ခါကျတော့အဲ့ဒီဥဖိုးငွေရဲ့ဝိညာဉ်ကမကျွတ်မလွတ်ပဲနဲ့အဲ့ဒီလေကွင်းထဲမှာပဲရှိနေခဲ့တယ်ဆိုပြီးတော့လေပြောတယ်အဲ့ဒီအချိန်မှာရွာသားတွေအကုန်လုံးကဒါရီအကုန်လုံးတီးသွားတယ်တီးသွားတဲ့ခါကျတော့လင်းပိုင်ခန္ဓာကိုယ်တွေမှာဥဖိုးငွေရှိတယ်ဥဖိုးငွေကိုပြောတယ်ဒါဆိုရင်လာဘုန်းကြီးကိုသွားမယ်ဘုန်းကြီးသွားပြီးတော့လာပြီးတိုင်တယ်မယ်ဒီဟာအကုန်လုံးဘုန်းကြီးစီမင်းတင်ပြရမယ်အဲ့လိုတင်ပြပြီးတဲ့ခါကျတော့အဲ့ဒီအချိန်မှာရွာသားတွေအကုန်လုံးကဒီလင်းပိုင်ရဲ့ဦးလေးဖြစ်တဲ့သူကိုအမှုဖွင့်လိုက်တယ်ဘယ်လိုမျိုးလိန်လဲမှုနဲ့အမှုဖွင့်လိုက်တယ်အမှုဖွင့်ပြီးတော့မှသူ့ကိုထောင်ဘဏ္ဍလလည်းမသိဘူးချလိုက်တယ်ဗျာဒီလိုမျိုးစာရွက်စာတမ်းလိန်လဲမှုနဲ့ထောင်ချလိုက်သေးတယ်ဘုန်းကြီးကလည်းဒီဥဖိုးငွေကသူ့ရဲ့ဝိညာဉ်ကမကျွတ်မလို့သေးဘူးအဲ့လိုမျိုးဖြစ်နေတဲ့အခြေအနေမျိုးမှာသူ့ရဲ့လေမြေနေရာမှာပဲဒီဥဖိုးငွေတွေတရားနာပြီးတော့မှတေချာလေးသူ့ကိုပြန်ပြီးနောက်ဆုံးစီရင်တဲ့အခမ်းအနားလေးလုပ်ပေးလိုက်တယ်လူတယောက်ကတေသွားပြီဆိုရင်သူ့ကိုအခမ်းအနားစီရင်မှုနောက်ဆုံးစီရင်အခမ်းအနားလေးမလုပ်ပေးဘူးတရားမမျှတတရားမနာပေးဘူးဆိုရင် तू ကဘယ်လိုလုပ်တရားရသွားမှာလဲဒါအဲ့လိုမျိုးလည်းရှိတယ်လေဆိုတော့ဒီလင်းပိုင်ရဲ့ဦးလေးဖြစ်သူကလည်းဒီလူရဲ့လယ်မြေကိုလူချင်းပြီးတော့မှဒီနေရာက तू တေသွားပြီငါလှုပ်ချင်လို့လှုပ်ရရဆိုပြီးစာရွက်စာတမ်းအတုနဲ့လှုပ်လိုက်တာရွာသားတွေကလည်းဒီဟာကိုတိတ်ပြီးတော့ခေါင်းနဲ့မထဲလိလူရှုလိုက်တယ်ဗျာအဲ့ဒီအချိန်ကနေစပြီးတော့ဒီဥဖို့ငွေရဲ့ဝိညာဉ်ကမကျွတ်မလို့ပဲနဲ့အဲ့ဒီနေရာကိုလာတဲ့စမ်းမြင့်နဲ့လင်းပိုင်နဲ့ဒီနှစ်ယောက်လုံးကိုသူကဟိအောင်လေးဆိုပြီးလန့်អော်တဲ့ပုံစံမျိုးတွေဖြစ်လာတယ်ပြီးတော့အပေါ့သွားနေနဲ့လင်းပိုင်ရလဲသွားတယ်ဆိုတာကအဲ့ဒီချိန်မှာတည်းကကျွန်တော်ထင်တာတော့သူပြောပုံရဆိုရင်အဲ့ချိန်မှာတည်းကဝင်ပူးသွားပြီဗျာဝင်ပူးပြီးတော့သူဖျားနာတယ်ညဘက်ဆိုထမင်းနဲ့ထစားတယ်ဘာမှမဆိုဝင်းညင်နေပါတွေကဗျာအဲ့လိုမျိုးသူတို့အတွက်စားတောက်ဖို့အတွက်ဆိုတာကအဲ့အဆင်မပြေဘူးအဲ့စားတောက်မဲ့အရာကြီးလည်းမရှိဘူးဆိုတော့လူခန္ဓာကိုယ်တစ်ခုတည်းဝင်ပူးလိုက်ဆိုရင်သူတို့အတွက်အဓိကရှာကသူတို့အဓိကသူတို့ဖြည့်စည်းတာကစားတာပဲဘိုက်စားတယ်အများကြီးစားတယ်အဲ့လိုမျိုးပေါ့ဆိုတော့ဒီဇလန်းလေးကိုကျွန်တော်အမြဲတမ်းအားပေးတဲ့သူတွေက
တယောက်ဖြစ်တဲ့ကျွန်တော်တနင်္လာရီတိုင်းကသူတို့ရဲ့ကြေးရွာမှာအလုပ်ဖြစ်သွားတယ်ဆိုပြီးပြောတယ်ကြေးရွာနာမည်ကိုကျွန်တော်မရှင်းမလုပ်တော့ဘူးအခုကျွန်တော်ပြောသွားတဲ့နာမည်တွေအကုန်လုံးမှာနာမည်ရင်းနေဒါပေမဲ့ကြေးရွာနာမည်ဘေးရွာလေဘေးမျိုးအုပ်စုထဲမှာပါတဲ့ရွာလဲဆိုတော့ကျွန်တော်မရှင်းမလုပ်တော့ဘူးသူလည်းကျွန်တော်မလုပ်ခိုင်းဘူးဒီကသူတို့ရွာအတွက်မကောင်းဘူးဆိုပြီးသူကလည်းထင်းပြီးကျွန်တော်မပြောတော့โอเคကျွန်တော်လည်းမမိတော့ဒီဟာကိုကျွန်တော်လာပြီးရှင်းလုပ်ပြရခြင်းဖြစ်တယ်ဒီလိုမျိုးကိုနဲ့တိနေတဲ့ကိုအိန္ဒိယချင်းမှာအလုပ်ထားပါတော့တက်ကြီးရွယ်ကိုတချို့တော့သူတွေကဟိုတယောက်တည်းနေပြီးတော့လုံးဝဆုံးရတယ်ဘာညာဆိုရင်တို့အတွက်အတတ်နိုင်ဆုံးတရားနာတဲ့အခမ်းအနားလေးဖြစ်လုပ်ပေးစေခြင်းမိတယ်ဘာလို့ဆိုတို့မလုပ်ပေးဘူးဆိုရင်တို့ကိုယ်တိုင်လည်းမကြွမလို့ဘူးတို့ကိုယ်တိုင်တရားမရပါဘူးဆိုတော့ဒီနေ့အကြောင်းအရာကတော့ဒီလောက်ပဲနောက်ထပ်ကျွန်တော်လူမျိုးလာပြီးတော့ကိုတွေ့တည်ရဖြစ်ရမှန်းနေဇလန်းနေအများကြီးပြောတာတယ်တော်တော်များများ Messenger မှာလာပြီးပြောတာတယ်အဲ့အကုန်လုံးကျွန်တော်တစ်ခုချင်းစီထပ်ပြီးတော့ပြောပေးသွားမယ်ကျွန်တော်ကတည်ရအကြောင်းပြောတာကြိုက်လားဘဝတုဒ္ဒအကြောင်းပြောတာကြိုက်လာမိဆိုတော့တည်ရအကြောင်းပြောတာကြိုက်တယ်ကျွန်တော်ဘလောက်အထိတော့မှဒီအောင်ရည်ရွယ်တာလဲဆိုတော့ ghost hunting လုပ်တဲ့အထိကျွန်တော်ရည်ရွယ်တာတယ်အဲ့ဒါလည်းတည်ရလုပ်မယ်ပေါ့နော် ghost hunting ဆိုတာကဟိုဘယ်လိုလဲဆိုတော့ဟိုတရေရှိတဲ့နေရာကိုသွားကင်မရာတွေပါတွေနဲ့အဖွဲလိုက်သွားပြီးတော့မှအဲ့နေရာမှာတရေဘယ်လိုဖြစ်နေတာလဲသူတို့အတွက်ဘာအကူအညီလိုရလဲအဲ့ဒါလေးကြီးကျွန်တော်လှုပ်ချင်တယ်စိတ်ဝင်စားတယ်ငယ်လေးတော့တရေရမ်းကြောက်တယ်ဒါပေမဲ့အခုလဲကြောက်သိပြီးတော့မဟုတ်တော့ဘူးပေါ့နော်ဒါလည်းဟိုလူကနေပြီးတော့နောက်ဘဝကူးရတဲ့အကြောင်းအတစ်ခုပဲဆိုပြီးတော့လက်ခံလိုက်တယ်အားလုံးပဲနောက်ပြီးတော့ဆုံးမယ် bye